အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ငါးကင်စားပါမယ်ငါးကင်ဖို့အတွက်ကျွန်တော်တို့ကက်ကတိငါးဝယ်လာပါတယ်ငါးကင်မှာကျွန်တော်တို့ကိုယ်တိုင်ဆော့လုပ်မှာဖြစ်တဲ့အတွက်ကြောင့်နန်းနန်းပင်ငရုတ်သီးစိမ့်အနီပြီးကြက်တုံဖြူတံပြာသည့်အစင်းနဲ့လောက်ထားပါတယ်ကျွန်တော်တို့ဒီနေ့ငါးကင်စားပါမယ်ငါးကင်ဖို့အတွက်ကျွန်တော်တို့အရင်ဆုံးငါးကိုတေချာလေးအကြီးခွန်တေချာရှစ်ပါမယ်ဈေးက9ရောက်တဲ့တော်ကြီးကတော့တေချာလေးလုတ်ပေးလိုက်ပါတယ်ဒါပေမဲ့လည်းကျွန်တော်ကငါးအကြီးခွန်လေးတွေနည်းနည်းဆင်အောင်ဆိုပြီးတော့ကိုယ်တိုင်ကိုကြားငါးကိုကင်ပါမယ်ဗျငါးအကြီးခွန်လေးတွေကျွန်တော်တို့ချစ်ပြီးတော့ကျွန်တော်တို့စားလေးနဲ့တေချာပုတ်စီပြီးတော့ကင်ပါမယ်ခြာလကာရင်နဲ့ဆေးလိုက်လို့ရှိရင်တော့ငါးအကြီးခွန်လေးနည်းနည်းအစိတ်မပြေဖြစ်သွားတယ်လို့ခြာလကာရင်နဲ့မဆေးတော့ပါဘူးစားလေးနဲ့ပဲတေချာပုတ်စီရပါပြီဒီနေ့ငါးကင်ဖို့အတွက်ကက်ကတိငါးကိုကျွန်တော်အသုံးပြုထားပါတယ်ငါ့ကိုအမြဲတမ်းရှက်စားရတာရိုးလာတော့ဒီနေ့ကျွန်တော်ကကင်စားမှာဖြစ်ပါတယ်အကြီးခွန်လေးခွာပြီးတော့ကျွန်တော်ငါ့ကိုတေချာရေးဆေးပါမယ်ကဲတေချာလေးရေးဆေးပြီးသွားရင်တော့ကျွန်တော်စားလေးနဲ့ထပ်ပြီးတော့ထပ်ပုတ်ဆေးပါအောင်မယ်ဗျငါ့ကိုလေးကိုလည်းနှုတ်လိုက်ပါတယ်ငါ့ကိုရေ3ထပ်လောက်ဆေးပြီးတော့ကျွန်တော်စားလေးနဲ့ထပ်ပြီးတော့ဘလန်ဒါလေးပုတ်ဆေးပါအောင်မယ်ဗျဒါမှသာအညီနဲ့နေအချွဲတွေပြောက်အောင်မှာဖြစ်ပါတယ်နနာလေးဆေးထားပါမယ်ဆေးပြီးတော့ကျွန်တော်တို့ဒီတိုင်းပဲစားနဲ့ကျွန်တော်တို့ထပ်ပြီးတော့စားနဲ့ထပ်နှက်ထားပါဦးမယ်9မိနစ်လောက်နှက်ထားပါမယ်ဒီနေ့တော့ငါးကင်စားမှာဖြစ်ပါတယ်ငါးကင်စားဖို့အတွက်ကျွန်တော်ကကိုယ်တိုင်ဆော့လုပ်မှာဖြစ်ပါတယ်ဒီနေ့ဆော့လုပ်ဖို့အတွက်ငရုတ်သီးစိမ့်အနီကိုအသုံးပြုထားပါတယ်ကဲအခုတော့ငါးကင်ဖို့အတွက်မီးသွင်းမှွေးထားပါတယ်မီးသွင်းရလဲတော်တော်မှွေးလိုက်ရပါတယ်ဗျထင်းရှုစီနဲ့မှွေးရဆိုတော့မီးကမတောက်နိုင်ပါဘူးရက်ခတ်ရပါတယ်ငါးကင်ဖို့အတွက် digital မီးဖို့နဲ့ကင်အဆင်မပြေလို့ကျွန်တော်တို့မီးသွင်းနဲ့မီးကင်မှာဖြစ်ပါတယ်မီးစဆွဲနေပြီဆိုတော့ငါးစကင်ပါမယ်ငါးမှာတော့ဘာမှမထည့်ထားပါဘူးသူများတွေငါးကင်တော့စားစနွဲအရှုံမောအဲ့လိုလူပြီးတော့ကင်ကြပါတယ်ကျွန်တော်ကတော့ဒီနေ့ဘာမှမကင်ထားပါဘူးငရုတ်သီးဆော့မှာပဲအရသာမုန်နေထည့်ပြီးတော့စားမှာဆိုတော့အခုတော့ငါးကင်လာတာငါးလဲကြက်ကြပြုတ်လာပါပြီဗျမီးအေးနဲ့ကင်ရတာဆိုတော့နည်းနည်းတော့အချိန်ယူရပါတယ်မီးတအားများပြီးတော့ကင်လာရတော့အပြင်ကဟာတွေတူးပြီးတော့အထက်မှာမကြက်ဖြစ်တတ်လို့ပါမီးအေးနဲ့စက်ကင်လိုက်ပါဦးမယ်ကင်ထားတဲ့ရှင်ငရုတ်သီးဆော့လုပ်ဖို့အတွက်ငရုတ်သီးစိမ့်အနီကိုအညာရွှေပါမယ်ပြီးတော့ကြက်သွန်တွေအခွန်ခွာပါမယ်ဗျဒီနေ့ကိုယ်တိုင်ကိုကြားငရုတ်သီးထောင်းပုံစံမျိုးဆော့လုပ်မှာဆိုတော့ကျွန်တော်ငရုတ်သီးစိမ့်အနီကိုအသုံးပြုထားပါတယ်ငရုတ်သီးဆော့လုပ်တဲ့အခါသူများတွေကအရသာမုံကိုအကြားထည့်ပါတယ်ကျွန်တော်တို့ကြားမထည့်ပါဘူးစားနဲ့အရှုံးမှမထည့်ပါဘူးဗျကြက်သွန်ဖြူလည်းအခွန်ခွာပြီးသွားရင်တော့ကျွန်တော်တို့နန်းနန်းပင်လေးကိုလည်းရေးဆေးပြီးတေချာလေးအပါလေးညှက်ထားပါမယ်ဒီဆော့လို့ပြီးတော့ပြီးကိုမီးကင်ပြီးထည့်ပါမယ်ဗျအခုတော့ငရုတ်သီးဆော့စားလို့ဖို့အတွက်ငရုတ်သီးထောင်းပါမယ်ငရုတ်သီးစိမ့်ကြက်သွန်ဖြူခုနမီးကင်ထားတဲ့ငပီအားလုံးထည့်ထောင်းပါမယ်ဒါတော့ငရုတ်သီးဆော့လို့ဖို့အတွက်ငရုတ်သီးထောင်းလာငရုတ်သီးဆော့ထောင်းပြီးခွက်တစ်ခုတည်းထည့်ပါမယ်တံပြာသီးညှက်ထည့်ပါမယ်တံပြာသီး3လုံးလောက်ထည့်ထားရပါတယ်ဗျအရေးလေးနည်းနည်းရွှဲအောင်လို့ပါဒါမှငါးပုံမှာကျွန်တော်တို့တစ်ခါတည်းလောင်းထဲမှာဖြစ်ပါတယ်ငရုတ်သီးဆော့ကတော့ share ဖြစ်နေပါပြီငါးကင်လည်းကြက်ပြီဆိုတော့ခုနထောင်းထားတဲ့ငရုတ်သီးဆော့လေးကိုအော်ကနေလောင်းထည့်လိုက်ပါမယ်ပြီးတော့နည်းနည်းလေးအုပ်လိုက်စားလို့ရပါပြီခင်ဗျာဒီရောက်ဝင်နေတာဖြစ်ပါငါ့ကိုအရင်ရှက်စားရတယ်လို့ဒီတော့ထပ်ဆက်ပြီးအောင်ကိစ္စဖြစ်ပါတယ်ခင်ဗျာဒီငါးကင်တာတော့အကတိငါးပါအားလုံးစားကြပါဦးဒီလိုလည်းအိမ်မှာလုပ်ကိစ္စကြီးရောရှင်လည်းကိုယ်လည်း